ကြတဲ့ယုံလေးတရားနဲ့တရားမခွဲခြားနဲ့အန်တီရဲ့လာရဲ့လက်တွေကအချင်းချင်းကူညီဆောင်ရှောက်ကြဒီရွာထဲမှာနေကြတဲ့လူတွေအချင်းချင်းမ